PR တွေကိုလှလှပပကင်တွေပြသွားခဲ့တဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါ 1-2 ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Emirates Queen ကြီးတဲ့ပွဲမကန်ခင်ကတည်းကစိတ်လှုပ်ရှားစရာအငွေးသက်တွေအပြည့်ပါပဲအာဆင်နယ်ကစားသမားတွေကွင်းထဲရောက်လာချိန်မှာထောင်တောင်းချီတဲ့ပရိသတ်တွေကဝိုင်းဝန်းကြိုဆိုခဲ့ကြတာဖြစ်ပြီးကစားသမားတွေကလည်းဒီပွဲမှာတကယ်ကိုပဲခြေစွမ်းပြပြီးတာဝန်ကျေပွန်ခဲ့ကြပါတယ်ဗန်လီအတင်းဘက်ကလည်းအာတီတာရဲ့တပည့်တွေကိုလွယ်နဲ့တော့အနိုင်ပေးမကန်ဘူးဆိုတာပွဲစကလေးကပြသခဲ့ပါတယ်ဒါပေမဲ့ပထမပိုင်းပွဲကစားချိန်ကြာလာတာနဲ့အပြန်အာဆင်နယ်ကစားသမားတွေဟာသူတို့ဘလောက်ရေးကြည့်နေတဲ့အခိုက်အတန့်အလှည့်ပြောင်းကိုရောက်ရှိနေပြီလဲဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်နားလည်လာခဲ့ကြပါတယ်။ဦးဆောင်ကိုမရနိုင်သေးတဲ့အခွင့်အရေးတွေလွဲချော့နေခဲ့လို့ခွင်းထဲကပရိသတ်တွေရောကစားသမားတွေပါစိတ်ပြက်စရာရလပိုင်းကိုတွေးပြီးအနှဲငယ်စိုးရိမ်နေခဲ့ကြတာတော့အမှန်ပါပဲ။ဒါပေမဲ့လည်း Emirates Queen ကြီးထဲမှာရှိတဲ့အနေနဲ့ဖြူရောင်ဝစ်စင်ထားသူတွေအားလုံးဟာစိတ်သက်ကြပြီးခေါင်းကုန်းမသွားပဲအားပေးမှုကိုစက်တိုက်မြင့်တင်ပေးခဲ့ကြပါတယ်။အာဆင်နယ်အသင်းကွင်းလယ်ပိုင်းမှာအေဘာရီချီအစည်းနဲ့မာတင်အိုဒီကတ်တို့ကြားအပေးယူမျှမျှတတနဲ့ PR ဘေးဆော့ကစားနိုင်ခဲ့တာကအသင်းအတွက်အလားအလာကောင်းတွေကိုစတင်တည်ဆောင်ပေးလာနိုင်ခဲ့တာပါ။အဲဒီနောက်မှာတော့ Harvest နဲ့ Bukayo Saka တို့ရဲ့အတွဲအဖက်တွေကပိုပြီးအသက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ Kai Havertz ကဂိုးအေရီယာ6ကိုက်စီးတဲ့ကိုဘောလုံးဖြတ်တင်ပေးလိုက်ချိန် Saka အနေနဲ့ပန်နယ်တီရသင့်ခဲ့ပေမဲ့လည်းမရခဲ့တာကတော့ကံမကောင်းဘူးလို့ပဲဆိုရမှာပါ။ဒါပေမဲ့မိနစ်ပိုင်းအကြာမှာပဲ Saka ကန်တင်လိုက်တဲ့ထောင်းကန်ဘောကနေအသင်းရဲ့အနိုင်လိုခြေစိတ်ပြင်းပြမှုကိုအထင်ရှားတက်တည်ပြသွားခဲ့ပါတယ်။သူရဲ့အကွက်မြင်မြင်ဖြတ်တင်ဘောကကွက်တီဖြစ်ခဲ့ပြီး Harvest ကအနိုင်ကိုသွင်းယူနိုင်ခဲ့တာပါ။အာဆင်နယ်အသင်းဟာပုံမှန်ကစားကွက်ကနေ PR ပေးနိုင်ခဲ့ရုံနဲ့မကပဲဒီကိုကြောင့်တောင်းငယ်ဘောကနေဂိုးအများဆုံးသွင်းယူနိုင်တဲ့ပရီးမီးယားလိစံချိန်ဟောင်းတစ်ခုကိုလည်းလှပပလိုက်မိနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းအစပိုင်းမှာတော့ AZ နဲ့ခရစ္စတီယန်မော်စကွဲယာတို့ရဲ့အနေငယ်ပေါ်ဆောင်မှုတွေကြောင့်ယာစီပိတ်ခံနေအခုလိုအချိန်မျိုးမှာဘလို့အမှားမျိုးကိုမှအဖြစ်ခံလို့မရဘူးဆိုတဲ့သတိပေးချက်ကိုရရှိသွားစေခဲ့ပါတယ်။ဒီလိုအမှားအယွင်းလေးတွေနဲ့ဒုတိယအနိုင်ကိုစောင့်မျှော်နေရတဲ့အချိန်တွေကကွင်းလုံးပြည့်အားပေးနေတဲ့ပရိသတ်တွေကိုရင်တထိတ်ထိတ်နဲ့တောကရောက်စီခဲ့တာအမှန်ပါပဲ။ဒါပေမဲ့လည်းအာဆင်နယ်အသင်းဟာပထမပိုင်းမှာရရှိခဲ့တဲ့စိတ်သက်ခွန်အားတွေနဲ့အတူအရေးကြီးတဲ့ PR တွေကိုကောင်းကောင်းကြီးကျော်လွှားနိုင်ခဲ့ပါတယ်။တကယ်လို့သာသူတို့ပထမပိုင်းအပြီးမှာတရေရလက်နဲ့ပြီးဆုံးသွားခဲ့ရင်တော့ဝင်းထဲကပရိသတ်တွေရဲ့စိတ်သက်ပိုင်းကခွန်အားကတခြားစီဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့အာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားသမားတွေဟာတင့်တော်တဲ့အခိုက်အတန့်ကိုအမိအယဆုပ်ကင်ပြီးဂိုးသွင်းယူနိုင်ခဲ့တာကြောင့်ပရီးမီးယားလိချန်ပီယံဆုဖလားအတွက်နောက်ဆုံးအဆုံးအဖြတ်ကဏ္ဍကိုဆက်လက်ထိန်းချုပ်မောင်းနေနိုင်ခဲ့တာဖြစ်ပါတယ်။မင်းညကနိုင်ပွဲရအာဆင်နယ် PR တွေကိုကြမ်းကြမ်းခံနိုင်ရရှိကြောင်းပြသနိုင်ခဲ့ပြီလို့ပဲဆိုရမှာပါ။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1-2 ကို like and follow လုပ်ထားပေးဖို့ပြောချင်ဆုံးသပါရစေ။ကျေးဇူးတင်ပါတယ်။